မင်္ဂလာပါတာတာမီမီတို့ရေမမတူရောင်မယ်နဲ့အတူပုံပြင်လေးတွေနားထောင်ရင်းအင်္ဂလိပ်စာလေ့လာကြရအောင် အက်စတလာသည်ကြောက်ရွံ့ခြင်းမရှိဘဲသူ၏အနီးသို့တိုးကပ်သွားသည်ထိုမသည်ဝတ်စုံလေးအောက်မှဝါပလွေငယ်လေးကိုထုတ်ယူကာမှုတ်လိုက်သည်ဝါပလွေမှထုတ်ပေါ်လာသောတန်စင်သည်ဝါတော်ကြီးများကိုလင်းငင်းလေးတိုးတန်ကဲ့သို့အေးချမ်းလာသည်ထိုတန်စင်ကိုကြားရသောအခါတာရဲကြီး၏နာကျင်နေသောကြောက်သားနှလုံးသားသည်တဖြည်းဖြည်းတည်ငြိမ်လာသည်သူသည်အက်စတလာအားကျင်နာသောအကြီးချင်းကြီးကသူ၏အေယာမဥကောင်ကြီးကိုထိုမ၏ပခုံးပေါ်သို့အသားရတင်လိုက်သည်အက်စတလာသည်ထိုမ၏လက်ကလေးဖြင့်တာရဲကြီး၏မဲနတ်သောကြောက်သားအည်ခွင်ကိုပွတ်တပ်ပေးသည်မင်းရဲ့တန်စင်ကငါရဲ့ကျင်းစားတဲ့ပိုပြင်းထန်တယ်တာရဲကြီးသည်လူစကားဖြင့်တိုးညင်းစွာပြောလိုက်သည်ငါမင်းကိုမနာကျင်စေခြင်းဘူးမင်းကိုချစ်မိသွားပြီအက်စတလာသည်တာရဲကြီးမျက်လုံးထဲသို့စိုက်ကြည့်ကာနှွေးထွေးစွာပြုံးပြလိုက်သည်ထိုအချိန်လာပြည့်ဝန်းသည်ကောင်းကင်အလဲသို့ရောက်ရှိလာပြီးလာရောင်သည်ကူအတွင်းသို့ကြားရောက်လာသည်ထိုခဏ၌တာရဲကြီးမဲနက်သောအကြီးခွင်များမှာအေးပျော်ကျသွားပြီးခန့်ညားထဲဝါသောမင်းသားတစ်ပါးအဖြစ်ပြောင်းလဲသွားလာကိုအံ့ဩစွာမြင်တွေ့လိုက်ရသည်မင်းသားကအက်စတလာလက်ကိုစုပ်ကိုင်ရင်းသူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့ထိုနေ့ကအဖြစ်အပျက်ကိုတုံငင်နေတဲ့အတန်းနဲ့ပြောပြလိုက်ပါတယ်အဲ့ဒီတော့ကငါဟာမန်မာနာနဲ့ပြည်နေတဲ့မင်းသားတစ်ပါးပေါ့တောကစားထွင်ရင်တိမ်တောင်လေးဖုံးနေတဲ့6ကမ်းပါးတစ်ခုနာရောက်သွားခဲ့တယ်အဲ့ဒီမှာစပင်းဖြူဖြူခါကုန်းကုန်းနဲ့အဘွားကိုတယောက်ကိုတွေ့ခဲ့တာအဘွားဟာလမ်းမေးမှာလဲကျနေပြီးအကွဲနေတဲ့အိုလေးတစ်လုံးကိုကြိုက်ထားပါတယ်မောင်မင်းငါ့ကိုရေတစ်ပေါက်လောက်တိုက်ပါအောင်လို့သူမကတောင်းဆိုခဲ့တယ်ဒါပေမဲ့ငါကတော့မြင်းစားချိုးကိုခါရရင်ညစ်ပတ်တဲ့မိန်းမကြီးငါရဲ့မြင်းကိုတော့မင်းရဲ့အရင်နဲ့မထိစိန်နဲ့လို့ပြောပြီးသူမရဲ့အိုးကိုမြင်းနဲ့နင်းချီခွဲပစ်ခဲ့ပါတယ်ရုတ်တရက်အဖွားအိုရဲ့ရဲတန်ဟာတတော်လုံးတုန်ခါသွားပြီးသူမရဲ့ခါကုန်းကုန်းကိုထဲဟာမြင့်မားလာပါတယ်သူမရဲ့မျက်လုံးတွေဟာလူမျက်လုံးမဟုတ်တော့ပဲဒေါသထွက်နေတဲ့မွေဟောက်တကောင်ရဲ့မျက်လုံးတွေလိုဖြစ်လာခဲ့တယ်သူမဟာတာမန်ဆုံးမမဟုတ်ပါဘူးသူမဟာဒီတောတောင်တွေကိုအပိုင်စားရတဲ့မွေဟောက်မဲ့တော့ဖြစ်နေခဲ့တာပါမင်းကငါရဲ့အိုးကိုခွဲယုံတယ်မကားဘူးငါရဲ့ဂုံတိခါကိုပါနင်းချေခဲ့တယ်သူမရဲ့အတန်ဟာမိုးချင်းတန်လို့ဖွတ်ပေါ်လာတယ်မင်းရဲ့နှလုံးသားကကြောက်သားလိုအေးဆက်ပြီးမာကြောနေတာကြောင့်မင်းရဲ့ခန္ဓာကိုယ်ကိုလည်းကြောက်သားနဲ့လှုပ်ထားတဲ့မိစ္ဆာတကောင်စစ်စေရမယ်မင်းရဲ့အတောင်ပံတွေကလေကိုခတ်တိုင်းမင်းရဲ့မန်မာနာတွေပြားဖြစ်သွားလာကိုမင်းခံစားရစေမယ်အဖွားအိုကသူမရဲ့လက်ကဝတ်ကမွေးဖြင့်ဖစ်ပေါက်လိုက်ရာထိုမွေးဟာမင်းသားရဲ့ကိုယ်ပေါ်မှာကပ်ညီသွားပြီးကြောက်သားအကြီးခွန်တွေဖြစ်ပြောင်းလဲသွားပါတော့လေမင်းသားဟာနာကျင်စွာဟောဟင်ရင်လူအသွင်းမှာနှစ်သားရဲ့အသွင်းပြောင်းပြီးကောင်းကင်ရန်ကိုပြန်တက်သွားခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးငါဟာလူသားတွေရဲ့အနံ့ကိုရရင်တတ်ချင်ဖြတ်ချင်တဲ့စိတ်တွေပေါက်လာခဲ့တာဒါပေမဲ့မင်းရဲ့ဝါပလွေသင်ကငါရဲ့အဲ့ဒီသွေးစားမှုကိုငြိမ်းအေးစေခဲ့တဲ့အက်စတလာဟိုမင်းသားကနာကျင်စွာပြောပြလိုက်ပါတယ်မြူမောင်ရွာလေးဒီကန်စုံမိုးမောင်ကြားလက်ရှိတယ်ကောင်းကင်ရန်တွင်နေမင်းဒီမီးလိုင်ကဲ့သို့ပူလောင်နေပြီးမိုးမရွာသည်မှာလာပေါင်းများစွာကြားခဲ့ပြီးဖြစ်တယ်လေကွင်းများမှာအကွဲကဝါတော်ကြီးများမှာလည်း6သွေးကျွမ်းလောင်နေပြီးဖြစ်တယ်ရွာသားများသည်ရေတပေါက်အတွက်ပဲကိုကျွေးနေကြရတယ်ထိုမြင်ကွင်းကိုတောင်ထိပ်မှကြည်နေတော့တာရဲကြီး၏နှလုံးသားသည်စူနှင်းစွာခံစားရတယ်။သူသည်ကျင်းစာကိုမမှုတော့ပဲရွာသားများအတွက်ရေရှာပေးရန်ဆုံးဖြတ်လိုက်တယ်။တာရဲကြီးသည်ရွာ၏အထက်မြင့်မားသောကုန်းမြေမြင့်သို့ဆင်းသက်လာတယ်။သူသည်သူ၏အေယာမကြောက်သားလက်သေးကြီးများဖြင့်မြေပြင်ကိုစတင်တူဆက်တော်တယ်။မြေကြီးများမှာဟိန်းဟောက်တန်းတဲ့အတူလွင်ဆင်းသွားသည့်တညာသေးနဲ့ပင်အေယာမကန်ကြီးတစ်ခုဖြစ်ပေါ်လာတယ်။ထို့သောမြေပြင်က6သွေးနေစေပင်ရေရရှိရန်အတွက်တာရဲကြီးသည်မိုင်ပေါင်းများစွာဝေးကွာသောအေယာဝတီမြစ်ကြီးစီသို့အကြိမ်ကြိမ်ပြန်ထန်ခဲ့တယ်။သူသည်သူ၏အေယာမအတောင်ပန်းကြီးများကိုခွတ်ထနန်းဖြူလုပ်ကာမြေရီများကိုတည်ဆောင်လာတယ်။သူ၏အတောင်ပန်းများမှာကြောက်သားဖြစ်တဲ့အလေးချိန်ကိုမခံနိုင်ပဲအကွဲလာတော့လေသူမရနာခဲ့ပဲ။နောက်ဆုံးအကြိမ်ရေတယ်လာစင်မှာပဲရွာသားများကသူ့ကိုရန်သူမကလမ်းများဖြင့်ပစ်ခတ်ကြတယ်။မိစာကြီးရွာကိုဖျက်ဆီးနေပြီးဟုသူတို့အော်ဟစ်ကြတယ်
တာရဲကြီးကိုပေါ်သူများများဆိုင်ဝင်သွားတော့လဲသူသည်ရေများကိုကန်ထဲသို့ဂယုတဆိုင်လောင်ထည့်ခဲ့တယ်။သူ၏တရားမှထွက်လာသောသွေးစများသည်ရေကန်နှင့်ရောနွားသွားကရေကန်ကြီးကိုရွှေရောင်အစင်းပန်းသွားစေတယ်။ရွာသားများသည်ရေကန်ကြီးပြည်လန်သွားသည်ကိုမြင်သောအခါအံ့အားသင့်ကရပ်တန့်သွားကြသည်။တာရဲကြီးသည်မောဟိုက်စွာဖြင့်ကန်နားတွင်လဲကျသွားသည်။အက်စတယ်လာသည်ပြေးထွက်လာကတာရဲကြီး၏ဥခေါင်းကိုပွေပိုက်လိုက်သည်။ရှင်ဘာလို့ဒီလောက်ထိလွတ်ခဲ့ရတာလဲ။အက်စတယ်လာကငိုယိုကမေးလိုက်သည်။တာရဲကြီးကတုံးငင်းစွာပြန်ပြောသည်။မင်းရဲ့ရွာသားတွေကိုငါချစ်တယ်။မင်းကိုငါချစ်လို့ပဲအက်စတယ်လာ။အက်စတယ်လာ၏ကိုမထွက်ပေါ်လာသောအလင်းတန်းများသည်တာရဲကြီးကြောက်သားခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားသည်။တလောကလုံးတောက်ပါလွန်တဲ့ထဲရွာသားများမှမျက်စိကိုမိတ်ထားကြရသည်။ခဏအကြာအလင်းတန်းများပျောက်ကွယ်သွားသောအခါမြေပြင်ပေါ်တွင်ကြောက်မက်ဖွယ်တာရဲကြီးမရှိတော့ပေ။ထိုအစားခန့်ညားထဲပါသောမင်းသားမင်းကျော်စွာသည်လာရောင်အောက်တွင်အသက်ဝင်စွာပြန်လည်နှိုးထားလာခဲ့သည်။သို့သောသူ၏ဘေးတွင်သောအက်စတယ်လာမှာအသက်မဲ့နေတဲ့ကဲ့သို့ငြိမ်သက်နေပြီးသူမ၏ကိုယ်မှာတဖြည်းဖြည်းနှင့်စိန်လန်းသောဝါပင်လေးတစ်ပင်အဖြစ်ပြောင်းလဲသွားလေသည်။အက်စတယ်လာမင်းမရှိဘဲငါဘဝကအတိပိတ်မရှိပါဘူး။မင်းသားစီဝမ်းနဲ့ပလက်နှင့်ထိုဝါပင်လေးကိုဖက်ကငိုကြွေးလိုက်သည်။သူ၏စစ်မှန်သောနှောင်တမ်းမီလေးများစီဝါပင်လေး၏အမြစ်ပေါ်သို့ကျဆင်းသွားခဲ့သည်။ထိုခဏ၌မွေဟောက်မဲ့တော်၏ရေတန်းမှာတာယာသောတေးတန်အထိပြောင်းလဲသွားလေသည်။မင်းသားမင်းရဲ့မာမာနာကကြောက်သားချစ်စေခဲ့ပြီးမြင်မင်းရဲ့နောင်တန်းကအသက်စီဝါကိုပြန်ပေးနိုင်ခဲ့သည်။အက်စတယ်လာဟာဝါပင်ထေကလာသောကြောင့်ဝါပင်နဲ့ပဲပြန်လဲအသက်သွင်းလိုရလိ။ဝါပင်လေးမှာရွှေရောင်အစင်းတန်းလာပြီးအကွိုင်းအခက်များကြားမှာအက်စတယ်လာသည်ပိုမိုလာပါသောရုပ်သွင်းဖြင့်ပြန်လဲထွက်ပေါ်လာခဲ့သည်။သူမသည်မင်းသားရဲ့လက်ကိုစုကိုင်းကပြုံပြလိုက်သည်။မင်းသားနှင့်အက်စတယ်လာတို့သည်လက်ထပ်ခဲ့ကြသည်မြူမောင်ရွာလေးကိုတာယာပလော်ဝါသောမြို့ပြည်လေးတစ်ခုအဖြစ်ပြောင်းလဲခဲ့ကြသည်။တာရဲကြီးတည်ဆောက်ပေးခဲ့သောရွှေရောင်ရေခမ်းကြီးလေးလည်းတဲ့ပဲသောအခါမှမခံချူတော့ပဲရွာသားများအတွက်အသက်သွေးကြောဖွင့်လာခဲ့သည်။မနာလိုစိတ်များကင်းစင်တော်သောရွာသားများလည်းတဲ့ထိုနေ့မှဆက်၍တာသမီမရှိသောအဖိုးသားနှင့်အဖွားဤတို့ကိုမိဖရင်ကဲ့သို့လှုပ်ကြွေးပြုစုကြလေတော်သည်။ဤဒီမှာငှက်သားရဲကြီးနှင့်ဝါမင်းသမီးလေးတို့၏မိသားအောင်ပွဲပဲဖြစ်တော်သည်။